ကျွန်တော်တို့ပြည်သူတွေအတွက်ကိုရင်းချမ်းစွာနဲ့ကျွန်တော်တို့လမ်းလျှောက်ကြည့်တဲ့ဆန္ဒပြနေခြင်းဖြစ်ပါတယ်။ဒါကြောင့်မို့လို့ပြည်သူတွေကကျွန်တော်တို့နဲ့ပူးပေါင်းပါဝင်လက်တွဲကြဖို့ကျွန်တော်တို့ဖိတ်ခေါ်ပါတယ်။ဒီစဲနှောင်းနဲ့မြင့်တက်ပြီးပြည်သူလူထုကြက်တက်ပြနေတာအစိုးရမှာတာဝန်ရှိပါတယ်။ကျွန်တော်တို့88မျိုးဆက်ကျောင်းသားများအဖွဲ့ကျောင်းသားကောင်းဆောင်တွေရဒီပြည်မှုအတွက်ပြည်သူတွေရှေ့ရနေကျွန်တော်တို့ရဲရဲစွာပြည်သူရှေ့ရရပ်တည်ပြီးတော့ဆန္ဒပြနေပါတယ်။ပြည်သူအားလုံးပူးပေါင်း